Yo guys ဒီနေ့ video ထဲမှာတော့ကျွန်တော်က blog food ထဲမှာဘယ်စီးမှာဖောက်လို့ရှိရင်အတီးကောင်းပေါက်မလဲဆိုတော့ကျွန်တော်ဒီနေ့ video ထဲမှာတော့ဖောက်ကြည့်သွားမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်ရဲ့အပိုင်းတစ်ဖြစ်တယ်ကျွန်တော်တို့စီးဝါမှာအတီးစိန်ကြီးဖောက်သွားမှာဖြစ်ပါတယ်Okay ဒါကတော့ကျွန်တော်ရဲ့ပထမဆုံးဖောက်တဲ့အတီးလေးပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်စီရိုလေးစီကိုစနိုင်မယ်ပြီးရင် Okay ပြန်ထပ်နိုင်မယ် Okay ကျွန်တော်ဘာ food ပေါက်မှာဆိုတော့တစ်ချက်ကြည့်မယ်ပေါ့နော် Let's go wait Ike Yeah ကျွန်တော် Ike fruit ပေါက်တယ်ပေါ့နော်ဆိုတော့ Okay ကျွန်တော်တို့ခုမှ level 7 fan တဲ့သူတွေကိုကျွန်တော်တက်ပြီးလိုက်ပါအောင်မယ်ကျွန်တော်မှာ Ike fruit ရှိတဲ့အတွက်ကြောင့်မလို့ Let's go Okay ဒါကတော့ကျွန်တော်ရဲ့နှခါမြောက်အတီးဖောက်ခြင်းပဲဖြစ်ပါတယ်ကျွန်တော်ဒီနှခါမြောက်မှာဘာ fruit ပေါက်မလဲဆိုတာထပ်ကြည့်အောင်မယ်ပေါ့နော် Okay ကျွန်တော်ပတ်စံပေးလိုက်မယ်ပြီးရင် Let's go ကျွန်တော်ဘာ fruit ပေါက်မလဲဟဲ့ rocket ကလောက်ပါနဲ့ဟာရောက် rocket ကွာဒီဘက်နည်းနည်းတွေ့ကျွန်တော် fee နေရမယ်ဟာ rocket ပြီးတယ် Oh my god bro rocket ပေါ့တယ်ပေါ့နော်ကျွန်တော်3ချိန်မြောက်ကိုထပ်သွားလိုက်ကြအောင် Let's go Okay ဒါကတော့ကျွန်တော်3ချိန်မြောက်ထပ်ပေါက်တဲ့ဒီလေးပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီ3ချိန်မြောက်မှာလည်းဘာဒီထပ်ပေါက်မလဲဆိုတော့ကျွန်တော်ထပ်ကြည့်အောင်ပေါ့နော် Let's go ကျွန်တော်ဆက်ပေးလိုက်မယ်ပြီးရင် Let's go ကျွန်တော်ဘာဒီပေါက်မလဲ Okay how two rocket bro နာဟဲ့ဟာ rocket နှခါတော့ပေါက်တယ်ကွာဇီယိုလေးဟာမင်းကောမင်းက legendary ကတော့ပေးတင်တယ်လေကွာOkay ဒါကတော့ကျွန်တော်ရဲ့၄ကန်မြောက်အတီးဖောက်ခြင်းပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီတစ်ခေါက်မှာလည်းဘာအတီးထပ်ပေါက်မလဲဆိုတာကျွန်တော်ထပ်ကြည့်အောင်ပေါ့နော် Okay ကျွန်တော်နှိပ်လိုက်မယ် Let's go ကျွန်တော်ဘာအတီးပေါက်မလဲcreation Okay ဟဲ့မစိုးတော့မစိုးဘူးနော် creation ပေါက်တဲ့ကြောင့်မလို့Okay not badဆိုပါဦးဆိုတော့ကျွန်တော်တို့နောက်တစ်ခါကိုထပ်သွားလိုက်ကြအောင် Let's go ဒါကတော့ကျွန်တော်ရဲ့5ချိန်မြောက်ဖောက်တဲ့အတီးလေးပဲဖြစ်ပါတယ်ဆိုတော့ဒီ5ချိန်ဒီ5ချိန်ဖောက်တဲ့အတီးမှာလည်းကျွန်တော်တို့ဘာအတီးထပ်ပေါက်မလဲဆိုတော့ကျွန်တော်ထပ်ကြည့်အောင်ပေါ့နော် Let's go Okay ကျွန်တော်မတိကလေးပေါက်လို့မဆိုပေါ့နော် Wait creation မဲလားမဟုတ်ကွာ smoke နဲ့ဟဲ့အောင်ဆိုးလိုက်တယ်ကွာ Okay ကျွန်တော်နောက်တစ်ခါကိုထပ်သွားလိုက်ကြအောင် Let's go ဆိုတော့ဒါတော့ကျွန်တော်6ချိန်မြောက်ဖောက်တဲ့ဒီလေးပဲဖြစ်ပါတယ်ဆိုတော့ဒီ6ချိန်မြောက်ဖောက်တဲ့ဒီလေးမှာလည်းကျွန်တော်ဘာဒီထပ်ပေါက်လဲဆိုတော့ပြောနေကြလို့တော့မှမဟုတ်အောင်ကိုလူတွေကျွန်တော်ထပ်ဖောက်လိုက်ကြအောင် Let's go Okay left root Way မဆိုး Let's go left root ပေါ့နော်ဒါပေမဲ့လည်း so one day ရာတော့ကျွန်တော် left root ရှိပါတယ်ခင်ဗျာဆိုတော့ကျွန်တော်တို့တခြား player တရားကိုတက်ပေးလိုက်ပါအောင်မယ် Let's go Okay ဒါကလည်းကျွန်တော်9ချိန်မြောက်ဖောက်တဲ့ဒီလေးပဲဖြစ်ပါတယ်ဆိုတော့ဒီ9ချိန်မြောက်မှာလည်းကျွန်တော်တို့ဘာ food ထပ်ပေါက်မယ်ဆိုတော့ကျွန်တော်ထပ်ကြည့်အောင်ပါမယ်ဆိုတော့ line ကတော့နည်းနည်းကြာနေပေါ့နော်ဆိုတော့ကျွန်တော်ပတ်စံပြီးမယ် Okay ကျွန်တော်လှည့်လိုက်ပါမယ် Let's go Okay ကျွန်တော်ဘာ food ပေါက်မလဲဟဲ့ဟော rocket ငါးစီမှာတော်တော်ပျော်လားမသိဘူးကွာ rocket ကြီးပဲပေါက်နေတယ်ဟဲ့ဟောနော်စင်မပြေဘူးလို့သိရနော် Okay ကျွန်တော်တို့နောက်တဲ့ဗီဒီယိုထပ်သွားကြအောင် Let's go ဒါကတော့ကျွန်တော်ရဲ့ချစ်ချိန်မြောက်ဖောက်တဲ့ဒီလေးပဲဖြစ်ပါတယ်ဆိုတော့ဒီချစ်ချိန်မြောက်မှာလည်းကျွန်တော်ကောင်းတဲ့ဖူလေးပေါက်ပါစေစီယိုလေးရေဟဲ့ဟောမင်းကကောင်းတဲ့ဖူတစ်စမ်းမှမပေးသေးဘူး Come on Let's go ကျွန်တော်တို့ Okay wait dog fruit Okay ဆိုတော့ဘာကြီးငါ rocket မပြီးလို့ဆိုတော့0ပေါ့နော် Okay dog fruit ပါပါတယ်ဆိုတော့ကျွန်တော်တို့နောက်တစ်ခုကိုထပ်သွားပါမယ် Let's go Okay ကျွန်တော်တို့9ချိန်မြောက်ထပ်ဖောက်ပါမယ်ဆိုတော့ဒီ9ချိန်မြောက်မှာလေကျွန်တော်ကောင်းတဲ့ fruit လေးပါပါဇီယိုလေးရေမင်းကမတိခဲ့ဒီတလုံးမှမပေးသေးဘူးဇီယိုလေး Come on Let's go Okay ကျွန်တော်တို့ဝေးထိုင်ရဟဲ့စင်မပြေဘူးကွာ rocket ရွေးပေးရေအဲ့ဒီမှာထိုင်ရလေးပေါက်နေတာကွာဟာဘယ်တန်းနိုင်ပဲကျွန်တော်တို့10ချိန်မြောက်ကိုထပ်သွားပါမယ် Let's go Okay ဒါကတော့ကျွန်တော်ရဲ့နောက်ဆုံးဖောက်တဲ့အတီးလေးပဲဖြစ်ပါတယ်ခင်ဗျာဇီရိုလေးရေမင်းကကောင်းတဲ့ဒီတစ်စမ်းမှမပေးဘူးကွာဟဲ့ယက်တီ Oh my god ဟဲ့ယက်တီကိုကြော်ရတယ်လို့ bro come on ကဲကျွန်တော်တို့ဒီနေ့ကတော့ကံမကောင်းပါဘူးခင်ဗျာဆိုတော့ကကျွန်တော်တို့ဒီနေ့ဗီဒီယိုကဒီလောက်ပါပဲဆိုတော့ကျွန်တော်တို့ဒီစီးရောမှာကျွန်တော်အတီး10ချိန်ဖောက်တာ10ချိန်လုံးကံမကောင်းပါဘူးဆိုတော့ကျွန်တော်တို့နောက်တဲ့အပိုင်း2နဲ့ပြလာခဲ့ပါမယ်ဆိုတော့ကျွန်တော်အပိုင်း2မှာတော့ကျွန်တော်တို့ C2 မှာနောက်တဲ့အတီး10ချိန်ထပ်ပါဖို့ရှိပါတယ်ဆိုတော့ကျွန်တော်အကြရင်လည်းဘာအတီးတွေပေါက်သွားမလဲဆိုတော့ကျွန်တော်တို့နောက်ဗီဒီယိုမှာစက်ကြည့်ပြီးတောင်းဆိုလိုက်ပါတယ်ဆိုတော့အားလုံးပဲဒီနေ့ဗီဒီယိုဒီလောက်ပါပဲကျွန်တော်နောက်တဲ့ဗီဒီယိုမှာပြလာခဲ့ပါမယ်ကြည့်ချူပေးတဲ့လူတယောက်ချင်းတီတိုင်ကိုအထူးပဲကြည့်ချူပါတယ်အားလုံးပဲဘိုင်ပါခင်ဗျာ